ကာတာကူရီရဲ့မိုချီမိုချီနိုမီအစွမ်းကပါလေကဲဒီနေ့မှာတော့ကာတာကူရီရဲ့မိုချီမိုချီနိုမီအကြောင်းပြောမယ်ဒီရဲ့မျိုးစားကတော့ဖာရာမီစီယာမျိုးစားဖြစ်တယ်သူ့ကိုအရင်ကလူကီယာထိုက်ထဲထည့်ခဲ့ပေမဲ့လူကီယာတိုက်ဆိုတာဘာဝအတိုင်းဖြစ်လာတဲ့အရာတွေကိုခေါ်တာကြောင့် special ဖာရာမီစီယာထိုက်မျိုးစားကိုကိုရာကပြောင်းလဲပေးခဲ့တာပါလက်ရှိ user ကတော့ Charlotte Katakuri ဖြစ်ပါတယ်ဒီတီးကလည်းဘာမှမဟုတ်တဲ့ဂျပန်စားစာတစ်ခုဖြစ်တဲ့မိုချီတွေဖြစ်ပြီးတီးကဘာမှမဟုတ်ပြီပဲ Katakuri ကတောက်ရမ်းကျွန်းကျွန်းကျင်ကျင်တုံးချက်တတ်ပါတယ်ဆိုတော့တီးရဲ့လုံနိုင်စမ်းတွေကိုပြောမယ်နာမည်တိုင်းပဲဂျပန်ရိုးရာစားစာတစ်ခုဖြစ်တဲ့မိုချီတွေကိုကန့်တက်ရှိထုတ်လွှတ်နိုင်တာပါမိုချီတွေကိုပုံစံမျိုးစုံပြောင်းပြီးတိုက်ခိုက်နိုင်တယ်ကာတာဂူရီကတော့မိုချီလက်သီးတွေမိုချီဘိန်းလုံးပုံစံအနေနဲ့တိုက်ခိုက်တတ်ပါတယ်မိုချီကကက်စီစီရာတွေဖြစ်တာကြောင့်ရန်သူကိုချုပ်ထားနိုင်ပါတယ်ပြီးတော့ကာတာဂူရီကမိုချီနိုမီကိုအဝေကန်လုပ်နိုင်ခဲ့ပါတယ်ဝေကန်နီကလည်းတချို့ဖာရာမီစီယာဝေကန်နီတွေလိုပဲပုံဝန်းကျင်ကိုမိုချီတွေဖြစ်ပြောင်းလဲနိုင်ပါတယ်ပြီးတော့ဖြစ်သွားတဲ့မိုချီတွေကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်မိုချီနိုမီကတော်တော်လေးပြင်းစရာကောင်းတဲ့အသီးဆိုပေမဲ့ကာတာဂူရီဆိုတဲ့ဘဲကကျန်းနေတာဆိုတော့အသီးကလည်းလိုက်ကျန်းသွားတာပါခုလို observation ဟာဂီကြီးနဲ့တောက်ရမ်းကျန်းတဲ့ကာတာဂူရီကလည်းကျွန်တော်ရဲ့အကြိုက်ဆုံး favorite villain တယောက်ပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်လည်း 1B နဲ့ပတ်သက်တဲ့အကြောင်းတွေ Devil Fruit အကြောင်းတွေကိုပြောသွားပေးပါမလို့သဘောကျရင် like နဲ့ follow လေးလုပ်ခဲ့ပေးကြပါဦးအားလုံးပဲ see you the next video